ဘာမဲ့မတည်တဲ့ဘာပဲတော့ပြန်တတ်ပြီးတော့နောက်ရှင်မြေလို့တဲ့ဆိုကြပါလို့အမှဘုရားပြောနေတာကဝိပိသာရမင်းကြီးအဲ့ဒါသူ့ရဲ့နိုင်ငံသူ့နိုင်ငံမှာတတိတွေယူရအများကြီးအဲ့မှာလူကြီးကဘယ်လောက်ဖြစ်တယ်ဆိုရင်ကိုးကလေးရှိတယ်ကိုးရတဲ့တန်90ရှိတယ်ဒီနေ့မြန်မာနိုင်ငံမှာတန်90ကျော်လောက်ပဲရှိတယ်လူကြီးကတန်90ကျော်အခုခိုင်းမှုရောက်နေတဲ့တန်ပေါင်းများစွာမလေးရှားရောက်တဲ့တန်ပေါင်းကဘာပဲရောက်တဲ့တန်ပေါင်းများစွာတွေနဲ့ပြန်ထုတ်လိုက်ဘာမှသိချင်မှာမဟုတ်ဘူးဒီတော့ဘာမှပြင်ပြန်ကြည့်တော့တန်ပေါင်း90ကျော်သူတို့ရဲ့တန်ခါစင်းရရပါရဖို့အဲ့ဒီရာဇမျိုးမှာတန်90နေတဲ့လူတွေပေါ့အဲ့ဒီတန်90တော့လူကြီးကားတယ်အောက်သန်း90လောက်တော့လူကအောက်ဆိုသောရမတည်နေကြတယ်ဒေသကြီးတော့အိမ်တော်သားဝိကိစ္စနဲ့ဒါယီသမီးစီပွားရေးဒီကိစ္စနဲ့အောက်သောရမတည်နေတာသန်း90လောက်ရှိတယ်တဲ့လူကြီးလည်းပြန်စဉ်းစားကြည့်လိုက်ဟာသူတို့ဘယ်လိုလုပ်မညာပုညာသွားရတာတလေလို့ပြီးအဲ့ဒီရာဇဝလူသားမှာရှိတဲ့လူတွေဒီတိုင်းပြည်လူတွေဒီအလိုလိုလာတာပဲလူသားတို့ဒီအတွက်ရုပ်ကန်ရတာပဲပေါ့အဲ့လိုရုပ်ကန်နေတဲ့ပုံမှာတတိလေးကတာသမင်စညာပတ်ပတ်ပါလေသမီးရတော့အမှန်ကတော့တတိလေးကဘုရားလမ်းကြောက်တဲ့ပြင်ပြဘယ်လမ်းတွေညာလမ်းတွေဘယ်လမ်းတွေညာလမ်းတွေဒါရတာပဲဒီလမ်းတွေခက်မြင်မြင်လေးသွားရင်လမ်းတွေတတိလေးကတာလိုက်တာအဝိကျော်ရာဝိကျော်တွေပြောတယ်ဆက်ပြတိုင်းရင်တိုက်တယ်ဒီကြီးညစ်တယ်လမ်းရင်လမ်းတယ်ဒါတော့တတိကတာလို့ရတာပဲဒီမင်းကြီးမိမွေးရင်မွေးတယ်အဆန်စီစီးတယ်ဒီမင်းကြီးဖြစ်တယ်ဒီမင်းမွေးရင်မွေးတယ်ဒါလည်းပဲဘောလုံးမကစီးတယ်ဒီကျူးရင်ကျူးတယ်ဆက်ပြတိုင်းရင်တိုက်တယ်အကောင်လုံးကတတိကတာလို့ရတာဒီပဲတဲ့အဲ့ဒါပဇာငါးပြားမှမကုန်ပြန်စင်းသားနေမှာပဇာငါးပြားမှမကုန်အဲ့ရာဇဝလူသားတို့အိကဲ့တို့တို့ကဥပမာကြအလိုလုံးနေတယ်ပါမပေါင်းပေါက်တယ်သဘာဝကြီးကျိတ်တဲ့သဘာဝကြီးဒါရီကစားပုတိကိုကိုယ်ကိုယ်ညံ့ညံ့တယ်ဒါရီကသတိအမြင်နဲ့ကတ်တယ်အဲ့ဒါကိုပါဠိလိုသာမစင်ညပတ်ပါအဲ့ဒါလိုသတိကပ်မှများလာတဲ့အခါကျတော့သမာဓိအလိုလိုရတယ်အလိုပေါ်မှာလည်းအာရောက်တော့အလိုပြင်းပြတယ်သမာဓိလည်းရတယ်တရားလည်းရတယ်ခုနတောင်းဒီလည်းပဲခုနအလိုတွေပြင်းပြပါပဲပေါ့ဒါပြတော့အဲ့ဒါရာဇဝသားတွေမှာလူကြီးတောင်းတတော့သောရမတီးနေတယ်ဆိုတာထိုကဲ့သို့တီးနေကြတာတဲ့ဘုရားတွေပြန်စဉ်းစားကြည့်လိုက်ဒီနေကြနေကြလူတွေပြုကြတော့ပဲဘယ်သူကပြန်တတိကပ်ပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်များရှိကြလို့လေနေတဲ့လမ်းကြောင်းနေတဲ့ဟဆန်ကြီးစီးနေတဲ့ဂါးစီးနေတဲ့ဒါလည်းတတိကပ်ရတာတော့ဒါပဲအဲ့လိုတတိမကပ်ရတဲ့အတွေ့အကြုံဘုရားနေသတိတံပြည့်တာသူတို့ကဲဆိုတဲ့အပေသာတရားနေပြီးတော့စိတ်မကြရတာတကယ်နဲ့ကိုယ်လုံးမြောက်နေတဲ့ပါဆိုရင်ဒါကိုအားထုတ်လို့ရတယ်တော့အားထုတ်တယ်လို့ခေါ်လိုက်တာပဲပေါ့ကိုလုံးကြတဲ့အပူရောကိုစိတ်တွေပေါ်လာရင်ဒီစိတ်တွေကိုပြုလို့ရတယ်လောဘစိတ်ဗဒာလူနေတဲ့လောဘစိတ်ပဲအလိုမကြတဲ့စိတ်ကအလိုမကြတဲ့ဒေါသစိတ်ပဲလိုမကြတဲ့စိတ်ပဲအာဒါသမင်းစားနေသမင်းစားတဲ့စိတ်ပဲအာဒါပူရစားနေတဲ့စိတ်ပဲဒါရင်ကျွတ်ကျင်ဒါတွေကလုံးကလို့ရတာဒီအမြဲတမ်းမှတ်လာတော့ဘာတွေပြက်လာလဲဆိုတော့ခုနသမာဓိတွေအားကောင်းပါလေဖြူရင်ဖြူနေသမာဓိအားကောင်းတော့ခန္ဓာကိုဉာဏ်နဲ့ကြည့်လိုက်တာခန္ဓာမှာတကယ်ကြည့်တာရုပ်နဲ့နာမ်နဲ့ကြည့်တဲ့ရုပ်ကဘာမှနာမ်ကသိပြီးတော့ခံစားလို့ရုပ်နဲ့တွဲပြီးတော့လှုပ်လှုပ်နေတဲ့အတွက်ကြောင့်အမြဲတမ်းခန္ဓာညာဆင်းရဲနေပါလေတဲ့ဘုရားလုံးကြလိုက်ပါပြီလားမယ်ညောင်းနေညာနေတောက်တယ်တင်းတယ်ဘာကိုက်နေတယ်ခဲနေတယ်ဒုံနေတယ်ကျင်းနေတယ်ဒါတွေအကုန်လုံးပေါ်လာကြတာဒီကဘယ်ကလာတယ်လဲခန္ဓာတွေကလာတာပဲခန္ဓာမြတ်စွာဘုရားဒုက္ခသစ္စာကိုဟောတာတဲ့အတွက်ကြောင့်ခန္ဓာကတည်းကပြပြီးတာခန္ဓာကတကယ်သစ္စာရင်သူ့မှရှိတဲ့သူအမြဲတမ်းပြပြီးတယ်ဒါပေမဲ့လို့တဲ့ဘုရားကပမာဒတရားနဲ့ပြီးတော့ခန္ဓာကပြတာဆိုသတိပူတော့ဘုမမြင်တာပဲပေါ့အဲ့လိုပြုမှတ်ပေါ်များအာထုသွားကြတဲ့အတွက်ကြောင့်ဘုရားကရာဇဝမှာသံ90ကြီးတဲ့လူကြီးတွေကသံ90တော့လူကြီးကအောက်ကိုသောရမတည်နေကြတယ်သောရမကသဗ္ဗိဒအရိယစင်းနဲ့ပါသွားတာပေါ့အဲ့လိုအရိယစင်းနဲ့ပါသွားတဲ့ပုဂ္ဂိုလ်များကြတော့အပေတကလုံးဝပြိပြီ
ဘုရုစီပဲသောကမှပြန်မဖြစ်တော့ဘူးပြီးတော့သူတို့ညီထဲမှာရှိနေတဲ့စိတ်အစဉ်လေးတွေကလေပဲ၅ပါးသီလလုံးဝမြဲသွားပြီကံမှုရှိပုံတော့၅ပါးသီလလုံးဝမမြဲသွားဘူးဘာသာတိပါဒဒွါသဘယ်သောကမှမတတ်တော့ဘူးအာဒိဏဒါနသူတို့ပြည့်တဲ့ဘုမသားကိုအသက်အသေးခံမယ်ရှာမှာမြင့်ပေါက်တော့သိရင်သိပလိစီဘယ်တော့မှခိုးပြီးပွိုက်တော့ဘယ်သောကမှမစားတော့ဘူးမယူတော့ဘူးသူများကြီးကာမိသမိသာသနာကိုယ့်ရဲ့သားများမှလွယ်လို့ဘယ်သောကမှမပေါက်ပြန်တော့ဘူးတန်မှုကြည့်လိုက်လို့မူကဝါဒသူတို့ရဲ့အကျိုးပစ္စည်းရာပစ္စည်းကြောင့်ဘယ်သောကမှမလိမ်ကြမှာကောက်ပြတော့ဘူးလေသူရမိရယစီးနဲ့ရောတာတော့မတော့ဘူးတန်မှုကြည့်တာလေငါးပါးသီလမြင်သွားတာငါးပါးသီလမြင်သွားတဲ့အတွက်ကြောင့်တို့ဤသတ်ဖို့တဲ့စေသခိုးလည်းမရှိတော့ဘူးဓမြလည်းမရှိတော့ဘူးမနေကောင်းလည်းမရှိတော့ဘူးစီးပဲလည်းမရှိတော့ဘူးညာအဲ့ဒီဘလောက်အေးချမ်းအပြန်သိသားဤငကားပြုတော့အဲ့လိုဘောညတကောင်လည်းတော့လည်းဘယ်သူမှနောက်ပြမဖို့မရှိဘူးအဲ့တော့အေးချမ်းတာဒီအဲ့ဒါဘာကြောင့်လဲဆိုသူ့ရဲ့နှလုံးသားထဲမှာဓမ္မကိန်းသွားတဲ့အတွက်ကြောင့်ဓမ္မဘာကြောင့်လို့ကိန်းသွားရတယ်လဲခန္ဓာကိုလှုပ်ရှားတဲ့မူရထဲမှာတတိကတ်ထားတဲ့အတွက်ကြောင့်အဲ့လိုတတိကတ်ပြီးတော့တမဏိယကံသမာတကယ်ရှိနေတဲ့သဘောတဘာဝရဲ့ပေါ်မှာတနည်းအားဖြင့်ခန္ဓာမှာရှိတဲ့ဒုက္ခသစ္စာရဲ့ပေါ်မှာဒုက္ခသစ္စာမှာသိသွားတဲ့အတွက်ကြောင့်ဒုက္ခကိုဒုက္ခမှသိသွားတဲ့အတွက်ကြောင့်အဲ့ဒါပေသာနဲ့မှလုံးဝတော့ကြပိဿဗမလေးအေးချမ်းတန်ပြန်မလေးချမ်းသာဒါပြောတာပဲပေါ့ပေသာအားများမှမကုန်းနဲ့တန်မှုကြီးကြီးရတယ်နာဘုရားပြောခဲ့ပြီလူဘဝဘုရားတွေရောက်လာခဲ့ကြပြီလူဘရောက်လာပြီးတော့ဒီတိုင်းနေကြမလားဒီတိုင်းနေအပေလေးပါးကိုရောက်သွားကြမယ်အဲ့ဒီအပေလေးပါးတကယ်နဲ့လူမြောက်ကျင်သလားတောင်းမှဘုရားသွားပြီးအားထုတ်မှမဟုတ်ဘူးမိမိတို့အိမ်မှာပြီးအားထုတ်လို့လေရတယ်ခန္ဓာကိုလွတ်ပြတဲ့မူရမှာမြင်တဲ့သတိကြပြီးနောက်ဆုံးခန္ဓာမှာတကယ်ကြည့်တဲ့ဒုက္ခသစ္စာမဲ့မတ္တသစ္စာနဲ့သိသွားတော့တာပဲတဲ့အားထုတ်တဲ့ပုဂ္ဂိုလ်များအဲ့တော့ဘဝဘာဖြစ်လဲဘဝအေးချမ်းပြီပေါ့အမေသာသာလွတ်ပြပြီးဆိုဘဝအေးချမ်းပြီသိနတ်ပြည်လောကပဲဒီနတ်ပြည်လောကသိတယ်လူပြည်လောကပဲဒီပဲလေးပါပဲတော့မှမသွားတော့ပြစ္ဆုတ်ပါမလဲဘုရားလောဘဉာဏ်ဒေါသဉာဏ်မောဟဉာဏ်ကြီးမရှိတော့တဲ့အတွက်ကြောင့်ချမ်းသာတန်တရားမလည်းပဲလေးပါမသွားတော့ကြောင့်ဤဉာဏ်တယ်ဒါကိုပြောတာဘက်သာငါများမှမကောမနဲ့တန်မှုကြီးကြီးရတယ်အလုံးအဲ့ဒါဘုရားလက်တဲ့တော်ကတော့ရာဇဂုတို့သာဝတိတို့မှာအများမှအများကြီးကာယကမိစီဝါရီနဲ့အိမ်တော်ရေးကိစ္စတွေနဲ့အဲ့ဒီကိစ္စတွေကြားမှာကြွားမလို့လို့သွားကြတော့ကိုကဲ့သို့သောအရိယာတော်ကောင်းတွေဖြစ်ကုန်ကြလေဒါသာသနာပြန်ကြည့်လိုက်လူရဲ့အရိယာနဲ့တန်ခါတို့ရဲ့အရိယာဘယ်ကများတယ်လဲဆိုရင်လူရဲ့အရိယာကိုများတယ်လေဒါရောရှင်ပြတ်နေကြတော့သွားသာဝတိသာသင်္ကန်းကျောင်းတွေဓမ္မတွေကထောက်မှတ်ထားတဲ့အတွက်ကြောင့်သူဒီအချိန်ကြီးကြတော့ကမ္မထာတွေလုပ်ကြတယ်ကမ္မထာကြီးရောပဒနာမဲ့ကုတော်ယဟန္တာတွေဖြစ်ကြတာများတယ်လူတွေကြတော့သောရမသာကအနာဂါရပဲဖြစ်များတာလေအဲလူမလည်းယဟန္တာဖြစ်ရင်လည်းပဲအဲ့ဒီမှာပရိနိဗ္ဗာန်ပြုရတယ်သင်္ကန်းဝိရင်ဝေါ်ပေါ်ရတဲ့ဒီမှာပရိနိဗ္ဗာန်ပြုရတယ်လူဘွားဒါကြောင့်လူလောကမှာဘုရားအရိယာတွေများတယ်ယဟန်လောကပြန်ကြည့်တဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော့ပုသိနာယုပါဘုရားပရိနိဗ္ဗာန်ပြုတယ်ဆိုဒီလိုလုံးပါကြီးတဲ့သားကတော့ရှင်ပြတ်တယ်သာသာကုမကြီးတဲ့သားတွေအကုန်လုံးထွက်လာကြအဲ့လိုထွက်လာတဲ့စင်းရဘယ်လောက်ဖြစ်တယ်လဲဆိုတော့တန်ကတော့ခေါင်းနဲ့သိပဲရှိတယ်ဒီတော့တန်ကတော့ဒီမဲ့ခေါင်းနဲ့သိပဲရှိတယ်ခုနလူရိယတွေပြောတာကတန်နဲ့ကြည့်ပြီးတော့တန်90တို့အတန်50တို့တောင်းပြီးတော့တန်50လောက်ခုနတန်တော့ဒီမဲ့နဲ့ပြန်ပြီးတော့နိုင်ဖြစ်လိုက်လူရိယတွေကပုံများတယ်လူရိယကခုနကညာတတ်ပြီးတော့နေတာပေါ့သူကဘောရပန်ဒါကဘယ်လောက်ပဲများတယ်ဒါကတော့ရှင်ပြတ်တွေများတော့သာလပင်ကရဟန္တာကြီးတွေဖြစ်တာပဲပေါ့သူကတော့အချိန်ရတယ်ကျူးစားတယ်ဘုရားဘုန်းလို့လို့ရင်ဘုံမြတ်တော်ပြန်လို့နေတာကအပေကံညာလွတ်မြောက်အပေတကပိတ်သွားဘူး
အဲ့လိုပဲတန်လို့မြောက်ကိုရတော့ခုနရာဇဝင်တို့သားဝင်မှာရှိနေတဲ့လူဦးရေကလှုပ်သွားတယ်ညှိသွားတဲ့အတိုင်းဘုရားရဲ့ဓမ္မပါသူတော်ကောင်းတွေလည်းပဲတကယ်တော့ကျူးစားရင်အဟုတ်အောင်ပြီမှာအမှန်ပဲဒါပြောလို့ပဲသာနာများမှာပကုမနဲ့တန်ဖိုးကြီးကြီးရတဲ့အလို့နာသူပါစီလေးစားတဲ့လူလေးဝယ်နေကြဘလူလေးဝယ်နေပြီးသေးတယ်ရွာလေးပြီးသေးတယ်ဒါလေးပြုရကနာမတကယ်နဲ့ပေါ်နေတဲ့သဘောဝနေသာဒုက္ခနတ္တအနေသာဒုက္ခနတ္တလူပဒနာညာနဲ့ရှုရဲ့ကျန်တဲ့အချိန်ဒီမှာလည်းပဲသံမေတ္တာဘက်ကကဲပြီးတော့ဇာရင်စားတဲ့ဝိုင်းပွားတဲ့ပြုတဲ့ကြီးတွေးတဲ့သဘောတိုင်းဒါလေးဘာမှမပင်မတဲ့အလုပ်ပဲဗျာစဉ်းစားကြည့်အဲ့ဒါကိုမလုပ်ပြန်ကြဘူးဆိုတော့အဲ့ကြတော့အပယ်လေးပါးရောက်သွားရင်ခီကျော်လက်ကျော်များအရေးကူလည်းပြန်ရောက်သွားရင်ပြန်စဉ်းစားပြန်တက်လာဖို့မလွယ်တော့ဘူးဘာကြောင့်ငရဲတတ်တာခီလို့ငရဲတတ်တဲ့အလုံးငရဲဖြစ်တာမပြောနဲ့ငရဲအငယ်လေးဘုရားပြည့်တယ်ပြောလောဟကိုပြီးငရဲလေးတောင်မှနိဗ္ဗာန်သုံးနေတဲ့ထောင်းတန်းကြမှာဟိုအောက်ရောက်နိဗ္ဗာန်တော့လူရဲ့တတ်တဲ့နဲ့ငရဲကူကဘလောက်စောင်းပြည့်တယ်ဆိုနိဗ္ဗာန်သုံးနေတဲ့ထောင်းတန်းကြဟိုအောက်နဲ့ပေါ်ပြန်တက်လို့တက္ကမပြန်ရောက်နိဗ္ဗာန်သုံးနေတဲ့ထောင်းတန်းကြတယ်အဲ့ဒါငရဲအဲ့လိုအဝိဇ္ဇိတို့ဘာလို့ပြောတတ်အောင်လို့အဲ့လိုငရဲလေးပြန်ရောက်သွားရင်သူသရတမင်းဆိုတာဒါစကားကြလို့သရတမင်းဘာမှမတော့ပြန်တတ်တာတော့ဘာတော့အဝိဇ္ဇိဆင်းရမှာသူရဲ့ဆရာဒီဝါဒကအဝိဇ္ဇိရောက်သွားတယ်ခုတော့ဘာမှမတော့ပြန်တတ်မိတဲ့နောက်ပိုင်းမှာအဲ့လိုလည်းမပြောတော့ဘူးသာလို့လည်းမဟုတ်တော့ဘွဲတော့လည်းမနေနိုင်တော့ဒီတိုင်းစိတ်ဆင်းရဲမှုသူရဲ့ဘေးကသောတာပန်မင်းကြီးလေသောတာပန်မင်းကြီးသွားပြန်တတ်လိုက်တဲ့တန်းသိခင်းများလို့နေတော့ပြန်သက်ပြီးတော့အဲ့ဒီဒုက္ခဝိဒါကိုကြီးစွာခံစားရညအဲ့လိုပြောတဲ့ဒုက္ခစားမဝင်တဲ့ဒုက္ခအဲ့ဒါနဲ့ဆရာကောင်းပြရတယ်ဘယ်သူများသူရဲ့ယောဂကုစားပြီးနိုင်မလဲလာတာနဲ့ညများဆိုရင်ဘုမတ်ရဲ့အကုန်လုံးခေါ်တော့နိုင်ပြီကိုလိုများလာတာနဲ့ညများဘယ်ပညာကြီးမတိညာချင်းကြရရင်ကောင်းတယ်လို့ပြောကြတဲ့သူကသူတော်မှရှိနေတဲ့အမတ်တွေကမိစ္ဆာလေးတွေအမတ်တွေကများတော့မင်းကြီးကျောင်းတို့လာတာနဲ့ညများမဂ္ဂလိဘောသာလလို့ခေါ်တဲ့ပညာရှိထံချင်းကြရရင်ကောင်းတယ်အညာတွင်ကြီးသွားတာကြောင့်တော့သူကရှင်းပြဆိုတော့လူရင်းကိုမမေးဘူးဒီသူကဥပ္ပဒေမင်းနဲ့မေးတာသူမေးတာကတမျိုးမှပြေးတာကတမျိုးသူမေးတာမှမေးတယ်ဆိုတော့သာသနာမှာတဲ့ခေါင်းရိပ်ခေါင်းမရိပ်တော့သင်္ချာနဲ့ဝေါ်ပြီးတော့နေတာဘာအကျိုးများရှိသလဲတော့ရက်ကံခရပုဂ္ဂိုလ်ရက်ကံတက်ပညာနဲ့သူ့ရဲ့ဘဝဆန်းချမ်းသာသာနေနိုင်တယ်အဲ့ဒါတွေပြီးတော့ကပြောတာမာတာနဲ့ဒီပိဒါနဲ့ဒီဒါနနဲ့ဒီအမေဆိုတာလည်းမရှိဘူးအဖေဆိုတာလည်းမရှိဘူးဒါနပြုစလားမရှိဘူးလေသူမေးတာကတည်းကဖြေတာကတည်းကမေးကြတော့စိတ်ညစ်သွားတယ်နောက်ဆုံးသက်ကြည့်နေစိတ်တော်ပါပါလေဘိုးငါကတိုင်းပြည်အုပ်ချုပ်ရခြင်းပြီးသူများကိုးဝယ်တဲ့ငါသာသွားပြီးတော့ပြည့်စည်မကောင်းဘူးလို့သိခံပြီးတော့ပြန်ခဲ့ရတယ်အဲ့လိုပဲနောက်လာကြအဲ့လိုပဲမေးပြန်မက်တိကောသလာပြီးတော့ဒီကဏ္ဍနာနာပုဒ်ဒီအဲ့လိုမေတ္တာတွေကြောင့်ဆရာကြီးတို့ဝါရလာပြီးတယ်နောက်ဆုံးသာမူလာညလာလေသာသမုလာလာသာတော့ပြီးကြော်ပြန်တယ်တို့လက်သားတဲ့ညများဘယ်ပညာရှိမနေပြန်ချိန်ကြရင်ကောင်းလေပြီးကြော်ပြန်တဲ့သူကအဲ့ဒါနဲ့သူနာမှာမေတ္တာလေးကြောင်းတော့မဲတယ်မပြောရဲတော့သူတို့ဆရာကြီးသွားပြီးကြော်အဲ့ဒါသူနာဘယ်သူကြည့်နေတာတော့သမားတော်ရှိတယ်သမားတော်ကြီးဆိုတာဘဏ္ဍာကပြန်တော်ပြန်ယူတဲ့သားတော်ပြင်ပြတယ်လက်ခါပဲခုပြီးတယ်ခုနဗေမိသာရမင်းကြီးရှိတော့လေသူကသမားတော်ကြီးလေးတန်းပြပါသူပဲခုပြီးနေရတာများတော့အခုကသူရဲ့ဘာကမှတော့ဗေမိသာရမင်းကြီးတဲ့တော့သရတမင်းသူကလည်းပဲသူ့ညွန့်ဘာမှမပြောနဲ့သူကနေတော့အဲ့ဒါသရတမင်းကသာမာသူကအစီသူကအတင်းကဘာမှမပြောပါလား
တွေအကုန်လုံးပြောပြီးသွားပြီသူဆရာတဲ့ခေါ်လို့အကုန်လုံးလည်းမေးပြီးကုန်အဲ့ဒါသူကဘာမှမပြောဆိုတာလေကိုကဘုရားဘာသာတရားတွေပြိဿတိတိကကြောက်ရဆိုတော့သူလည်းအဲ့ဒါကိုသူ့နေတာပေါ့ဒီတော့မှသူပြောတယ်မိကြီးဒီအလိုရှိသဘာဆိုရင်ကျွန်တော်မျိုးရဲ့သိဥချာတယ်မှာဘုရားနဲ့သံဃာတော်မှာ1550သတိသုံးတော်မူနေတယ်တဲ့မင်းကြီးကြွရင်တပတ်ကိုကြွနိုင်တယ်ဒီတော့မှချင်းသွားညဇောပြတဲ့ကြောက်ပေါ်ပြန်ခတ်လို့ညဇောပြတဲ့ကြောက်တော့သူသိနေတာနဲ့တော်တော်မေးသူမေးတော့ဘုရားတော်ပြန်ပြီးတယ်ဒါတော့မင်းကြီးဒီအမေးပု္ပ္ပာများဘယ်သူဒီများမေးထားပြီးပြီလေပြီးတော့အမမဂ္ဂိဘောဓာလတို့ဒီကန္တနာတာပုဂ္ဂပိဿာတိခေါင်းရောက်ဆရာကြီးသူမေးတာဝပြေတာမြတ်စွာဘုရားအကုန်လုံးပြန်ပြောပြတယ်အဲ့ဒါသုံးပြန်ရရှိသွားတမယဖလားသုံးပြန်ရှိတော့အဲ့တော့ဘုရားကိုယ်တော်ပြန်တော့ဖြေပေးလိုက်တော့ဒီဘောဓိကြာပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးဧသာပြကိပါဏုပေတံဥပဒကံဓာရီနုအဲ့တော့ဘုရားကလည်းတော့ဒီလိုမြတ်စွာဘုရားတဲ့ဒီလိုအတ္တိထင်ရှားတဲ့မြတ်ကာလကိုအကျင့်ပြရဲ့တပည့်ဥပဒကတရားဗဂတရားအတိမတ်ပြုတော်မူပါဗျာလို့ပြောရင်ပြန်သွားတာမြတ်စွာဘုရားမြတ်စွာဘုရားကိုတော်မြတ်ကရဟန်းတော်ကိုခေါ်တယ်ခြေသာလို့တဲ့သရတ္တမိညာသူဖာကမေတော်ပြန်တတ်ပြီးတဲ့ပိတုကရကံတာမရှိခဲ့ဘူးဆိုရင်ငါဘုရားကြီးကိုတော်မြတ်ရတဲ့သံဃာမလားသုတ်တိုင်ရဆုံးမှာသောတာပတ္တိမဉ္ဇဉ်ဘုရားရနိုင်တယ်တဲ့ခုမရပါဘူးလေသောတာပတ္တိနိုင်လောက်တဲ့ဥပအနိစ္စကံသူမှာပါတယ်ဒါပေမဲ့လို့ဒီလိုပြန်တတ်လိုက်တဲ့ကံကဖြစ်စီလိုက်ယူမပေးနိုင်တော့ပိဇာနာရိယကံဘာလို့ကြောက်မှာလဲပိတတာမိတတာညာနာတတာတွေအဲ့ဒီကံတွေအလုံးကြီးတဲ့ကံတွေကဘရုကံလို့လည်းခေါ်တယ်အဲ့ဒီကံများတို့ကျိုးလို့နာမည်သေငရုတ်တန်းစေးတာအဲ့ဒီသရတမင်းကြီးသူ့ရဲ့ဆရာဒီဝတ္တဘုရားကိုယ်တော်သူသိနေအောင်လုပ်တဲ့သံဃာကိုသိပွဲတယ်ဒီကံကြီးသူဝိဇိကေကနိဝိဇိကေမှာရှိနေတယ်သူကအဲ့ဒီသရတမင်းကြီးကြတော့မြတ်စွာဘုရားရဲ့ပုံမှာအသက်နဲ့လဲပြီးတော့ကြည့်မိပါသောသောပိုင်းတော့မဲသောသောပိုင်းကလူမိုက်တဲ့အရင်တွေ့တော့ဘဝပြည့်စည်သွားတာနောက်ပိုင်းကျမှပညာရှိပြန်တော်မြတ်ရဲ့သူတော်ကောင်းနဲ့တွေ့လို့ဘဝလက်လွန်သွားတယ်ဒါပေမဲ့လို့သူကဘုရားကလည်းသာသနာမှာဘုရားကိုမြတ်ကိုကြီးညိုတာသူကဘုရားမရှိဘူးဘုရုစေပုဂ္ဂိုလ်တွေမှာသူကဘယ်သူမှမရှိညိုတာလို့လေဘုရားကိုယ်တော်မြတ်ရဲ့သူ့ဘုရားတွေမှားထားတယ်။ညကတော့တတ်တော်ကြီးတွေတွားခဲ့တော့ဒါဘုရားကိုယ်တော်မြတ်ပြိဋိနိဗ္ဗာန်ပြုရင်ဒီတိုင်းပေါ်မှာပြောလိုက်တယ်နှလုံးကွေးပြီးတော့နဲ့ရဆံသွားနိုင်တယ်တဲ့သရတမင်းကြီး။ဒါဘုရားကိုယ်တော်ပြိဋိနိဗ္ဗာန်ပြုတော့အဲ့ဒါဘုရားတွေမှားထားခဲ့ရတာ။ဟောတာတကယ်အရေးကြီးတဲ့ကိစ္စတွေပဲ။ဘယ်လိုကြီးဘုရားကိုယ်တော်မြတ်ဇာတတမင်းကဝိပဿနာမှာတူတူလေးမှားထားခဲ့ရတာ။ဘုရားပြိဋိနိဗ္ဗာန်ပြုတော့သရတမင်းကြီးဘယ်လိုလုပ်ရတယ်လဲဆိုတော့မင်းကြီးတဲ့မင်းရဲ့ကျမ်းမာရေးအတွက်ဟာတဲ့တလားလေးကိုပြပြီးတော့အိပ်ပြီးပါတလားကြီးလုပ်တာအမှပြားကြီးခေါ်ပါတယ်ပြည့်ထည့်တာမင်းကြီးလည်းခုနကသူ့ရဲ့အကြံပေးတွေဘုမတ်တွေပြောတဲ့စကားအရတလားလေးကိုအိပ်တာပေါ့တလားပဲအိပ်တော့မိသားလေးကပေါ်လာတာအကုန်လုံးကမြုပ်နေတာခေါ်ပါတယ်ပြားကြီးနဲ့မြုပ်ပြီးတော့နေတော့အဲ့တော့မှဘုမတ်တွေပြောမင်းကြီးတဲ့ဗုဒ္ဓဘောရမပြိဋိနိဗ္ဗာန်ပြီးသွားကြောင်းပါဗျာမင်းကြီးကကြည့်မိတော့ပါအဲ့ဒီရင်မဲ့နေရတာတခါလေခေါ်ပတ်နေပြောပေါက်ကွက်ဆိုတာနှလုံးကဘလောက်ပူလောင်သွားလဲစဉ်းစားနေဒီနှလုံးကမိမျိုးသွားတော့တခါလေမင်းကြီးအသာလေးတော့ဘုဘတလာကိုပြောင်းတော့ခေါ်ပတ်နေပြားရင်ပြန်စိတ်လိုက်တဲ့ခါကျတော့နှလုံးသားပြန်အေးသွားတော့တတိလေးပြန်ရအဲ့တော့ကြောင့်ပြန်ပြီးတယ်ဘုမတ်ကဘာပြန်ပြောလိုက်တယ်တဲ့ဒီတော့မှပြန်ပြောပြရမယ်မင်းကြီးဘုရားဘာရမပြိဋိနိဗ္ဗာန်ပြုသွားကြပါဗျာမိတော်မြန်တာပဲလေမြတ်စွာဘုရားတော်ကြည်ညိုတာအသက်ပြည့်မဲ့ကြည်ညိုတာသောတော်မိုင်းတော်မိုင်းနဲ့ပြီးပြီပေါ့ဘာသာဘာလာကိုရဒီဝါဒနဲ့ပေါင်းပြီးတဲ့ပြကြဒါနဲ့ပြီးတော့နန္ဒလာသူပြားတော့တက
ကနေ့အဲ့ဒီသရတမင်းကြီးကဘယ်ငရေတွေရောက်နေသလဲဆိုရင်လောဟဘူမိငရေတွေကိုရောက်နေတာလောဘမိငရေဆိုဘုရားရဲ့တရားနဲ့ပြည်သားပေါင်းကြောက်တော့ဒုသနာသောငရေတွေရောက်အော်ရငရေပေါ့အဲ့ဒီငရေတွေရောက်နေတာသူဆရာကငရေကြီးဖြစ်တဲ့မှာအောက်ဆုံးဖြစ်တဲ့အဝိဇ္ဇိမှာရောက်နေတယ်ဒါပေမဲ့သူတို့ကဘာကံကောင်းသွားကြလဲဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးအဲ့ဒီအဇာဝတ္တနိသားကိုမြတ်စွာဘုရားဟောပါငါဒီဒီနဲ့ကဘာရသိပါရင်ပြပြီးတော့ဝိဇိတာဝီဆိုတဲ့ပြည့်စရာဘုရားအရှင်မြတ်ပြလိမ့်မယ်။နတ်ဒီနဲ့ကဘာရသိဥနာတိအာဟုခံစားပြီးတော့ငရေရောက်နတ်ပြည်ရောက်လက်ဝဲပြည်ရောက်တန်တယ်လဲမှာလေနတ်ဒီနဲ့ကဘာရသိနေနေတော့မှာမဟုတ်ဘူး။တကယ်လို့များသာရတတ်နဲ့များဘုရားဒေဝနဲ့များမတွေ့ပဲနဲ့မြတ်တော်ဘုရားကအရင်တွေ့ခဲ့တယ်ဆိုရင်ဒီဝနေရတဲ့နာပိတ်ကားတွေ့တယ်ပေကပိတ်ပြီးတော့ဤဉာဏ်နဲ့ဘဝပိုင်ခြင်းဖြစ်မှာယခုတော့အဲ့ဒီလောကမိနေရပြောဉာဏ်နဲ့ဘယ်လောက်တတ်ရှိသလဲဆိုရင်နိဗ္ဗာန်သုံးနေတဲ့ကြောင်းတဲ့တော့အောက်ကိုရောက်အခုနိဗ္ဗာန်နိဗ္ဗာန်များဆိုကျွတ်မှာပွားများအားထုတ်ပြီးပါစိတ်စဉ်းရာစဉ်းစားနေမယ်တွေ့စိတ်ရတဲ့ဘောကစဉ်းစားနေမယ်တွေးနေမယ်ဉာဏ်ရှိနေမယ်တဲ့အဲ့ဒါကိုဖယ်ပြီးတော့ဒါစီပါစိတ်ဆက်တယ်ဒီအဲ့ဒါစိတ်ဉာဏ်ကိုလူစားလိုက်တာအဲ့လိုရညမှာချမ်းသာကြပါစေအဲ့လိုရဘောပါအပြုဒါလည်းစိတ်ဉာဏ်သွားတာပဲပြီးတယ်ဘုရားတို့မြတ်ကိုအပြုလို့အာရသနာတော်လို့ပြီးတယ်ဒါလည်းစိတ်အဲ့ဒါကမ္မထမ်းလို့ခေါ်တာကမ္မထမ်းလေးတဲ့အားပါစိတ်ငြိမ်ကိုစိတ်ငြိမ်နိုင်ခန္ဓာမှာတကယ်ရှိတာဉာဏ်နဲ့မြင်ရတယ်။ဒါလူသားပေသာညမလုံးမြောက်ဖို့ရ
ကိုယ်တိုင်ကျူးစားပါရပါသေတောဘောဓိယမူလေသัจจเนနံတိဝတ္တနောဧဝံမိဝတယောသူဇယသူဇယမိနလေသဗ္ဗနလူနဗျမသတ္တောအတ္တမန္တမြတ်တို့ဤတဘဝတိုင်မိမိအပေါင်းတို့ဤနန္ဒီဝတ္တနောနိသကျွေလဝဲမြတ်ပုဂ္ဂိုလ်ပြေတော်စီတလူဝါစီတသောသဗ္ဗမုနိနာဂအာဂသေကသေကပိစိကဟုငါဘသောမုနိတို့ဤဥပယပါရမီသုံးလူဆွေဖြစ်ပေသည်သာဂိမိမိသာရှင်တော်ကိုရမမြတ်စွာဘုရားသည်ဘောဓိယမဘောဓိနာမိကုလျနိတေခွေအပရာဇိတပလင်ဘောဓမ္မာနေယံတို့ယတမေငါဘဟုအောင်မြင်တော်မူလေပြီးတဲ့ကဲ့သို့ဝါနေဝမုဒ္ဒမေကန္တမေပိစုမေအဘိသင်္ကာရမေကိလေသာမေဝုဒ္ဓသောမေငါဘဟုအောင်မြင်တော်မူလေပြီးတဲ့ကဲ့သို့ဧဝံမိဝယေဝတတပမတာယုတို့အတုသာလျင်ဒီတော်မကဗျာလိုအပ်တော်မူကြကုန်သောတရားနိုင်ကြွရောက်လာကြကုန်သောအလုံးသောပရိသတ်အပေါင်းသူတော်ကောင်းတို့သည်သေယမင်္ဂလိယံရာအောင်ကြောင်းအောင်မြင်စရာတရားအပေါင်းတို့ကိုဝါလောကီမာလေအောင်လောကုတ္တရာမာလေအောင်ကြီးဆိုတဲ့အောင်မြင်စရာတရားအပေါင်းတို့ကိုသေယသူသေယသူအပိကုန်စီအောင်မြင်တော်မူနိုင်ကြပါစေကုန်သတည်းအားလုံးပဲအရှိယမတိအစရည်တဲ့မေတ္တာဘုရားသံဃာညီညာမေတ္တာဥပါဒရောအရှိယမတိညာလာသတ္တဝါဝိနိယရိယံမေမကံတာကပါစေဧယံကသေဧကေကပါစေအရှိတာယမတိညာလာသတ္တဝါဝိနိယရိယံမကံတာကပါစေဧယံကသေဧကေကပါစေသာမယမတိညာလာသတ္တဝါဝိနိယရိယံမကံတာကပါစေဧယံကသေဧကေကပါစေအမဘာမယမတိညာလာသတ္တဝါဝိနိယရိယံမကံတာကပါစေဧယံကသေဧကေကပါစေအမဘေမတိညာလာသတ္တဝါဝိနိယရိယံမကံတာကပါစေဧယံကသေဧကေကပါစေအမဘေမတိညာလာသတ္တဝါဝိနိယရိယံမ
ဥစိုးဝင်တော်ဒီကေတော်ဤတာမောင်ဆန်းဝင်22နှစ်ပြည်မွေးနေ့ဥတော်မှာကလူကြီးပါရင်ဓမ္မဥစ္စာတော်သိကြကလူကြီးရပဲကဗျာဥတ္တတော်လက်ခံပေးပါရင်ဒီစားစွာပြပါကြပါဆရာတော်တဲ့ကဲဟုတ်ပြီဥတ္တတော်ဒီမှာပဲဒီမှာအောက်ပေါ်တဲ့အောက်မှာပဲကဗျာရင်တိုက်ပေါ်လက်ခံပေးပါဒီကဘုခေါ်ရကိုယ်ပဲတိတ်နာကိုကဗျာတာလူခဏပါလူစီများတော့ကျွန်တော်ဆက်တဲ့ကိုဝယ်လို့ဘူးရှေ့ပါရေးစုရေးတော်ပြီးကြည့်ပြီးသားစုမှာဓမ္မဥစ္စာတော်သိကြကလူရွေရနေစားစွာပြေတိုက်ပေါ်ပါပါတယ်တော်ရစီပြီးသား
တော်ရစီမိသားစုမှာဓမ္မဥစ္စာတဲ့တင်ကြကလူတွေမိသားစုတွေပြောပါတယ်တာဒုဝေလူစုရဲ့တော်တန်ဒိုအာယေစုရဲ့ဥဒ္ဒါတိတော်ကမိသားစုမှာဓမ္မဥစ္စာတဲ့တင်ကြလူနာမိဘရဲ့မိသားစုတွေပဲပါတာတော့နောက်တစ်ခုလည်းဒီမာနရဲ့မိသားစုဓမ္မဥစ္စာတဲ့တင်ကြတာဒုကိုလာမီမာနယေမိသားစုဓမ္မဥစ္စာတွေလက်ကြခံလို့ပဲဒီသာဆိုရင်ပြောပါတော့ကုသိုလ်သူမချူမမိသားစုနော်တာဒုကုသိုလ်သူမချူမမိသားစုဓမ္မဥစ္စာတွေလက်ကြခံလို့ရဒီသာဆိုရင်ပြောပါတော့ဒါရဘလကုတန်စုကကိအာဒီစုရဲ့တော်တဲ့ဒီမိသားစုဓမ္မဥစ္စာတွေလက်ကြတာဒုနောက်တစ်ခုဝင်တာမှဖြူစိတ္တမမိသားစုဓမ္မဥစ္စာတွေတဲ့တာဒုနောက်တစ်ခုမြင်ရတော့ဒီမဲ့မိသားစုဓမ္မဥစ္စာတဲ့ဝင်တာမှဖြူဓမ္မဥစ္စာတဲ့ကပ်ပြီးပါရင်ဒီသာဆိုပြပါကြပါလိမ့်တာဒုဘုရားရဲ့တော်တဲ့မိသားစုနောက်တစ်ခုဆိုမှပြောပါမိသားစုဓမ္မဥစ္စာလာဤမိသားစုဓမ္မဥစ္စာတဲ့ကပ်ပြီးပါရင်ဒီသာဆိုပြပါပါတယ်ဒီဆိုမရပါဘူးရှိဦးထုံးတော်ဤပြီးရင်ဦးဆိုတော်လာပြီးရင်ဦးထုံးတော်ဤမိသားစုမရောက်ဘူးနောက်တာဘယ်လိုဦးမောင်ချစ်ပွားယေရှုရဲ့တော်ဥစ္စာဘုရားတော်ဥစ္စာတဲ့ကြစကားတော်ကိုရဒီစားဆောင်ပြောတာအဲ့ဒါစတဲ့ဘုရားတော်ကိုများယေရှုဘောကေတာဒုဘုရားတော်များယေရှုရောဘောကေမာနိုင်တော်မိသားစုဓမ္မဥစ္စာတဲ့ဝဲကြတာဒုဦးဝိနိုင်တော်မိသားစုဓမ္မဥစ္စာတဲ့ကြစကားနာလွယ်ရမိသားစုတွေပြောပါတော့တယ်ဘာသာနောက်တာဦးမောင်ခင်ဝေတော်မိစံတိမိသားစုဓမ္မဥစ္စာတဲ့ကြစကားနာပြောပါခင်ဗျာတာဒုဦးမြင့်နိုင်တော်ဦးမိသားစုဓမ္မဥစ္စာတဲ့ကြစကားနာပြောပါခင်ဗျာဦးမောင်ခင်ဝေတော်မိစံတိမိသားစုဓမ္မဥစ္စာတဲ့ကြတာဒုဦးမြင့်နိုင်တော်ဦးမိသားစုဓမ္မဥစ္စာတဲ့ကြဦးမွေနိုင်တော်တက်တဲ့မိသားစုဓမ္မဥစ္စာတဲ့ကြစကားနာပြောပါခင်ဗျာဦးမြင့်နိုင်တော်ဘုမိသားစုဓမ္မဥစ္စာတဲ့ကြတာဦးဝိနိုင်တော်မိသားစုတာဒုဘယ်အောင်ဦးဝိနိုင်တော်တဲ့မိသားစုဦးစုရီတော်မိဆိုင်ဦးမျိုးချန်စောမိုင်တဲ့တဲ့မိသားစုတာဒုတော်တန်းရှိမှမိသူမိသားစုဓမ္မဥစ္စာတဲ့ကြစကားပြောရရင်ဒီလိုဆိုပြီးပြောပါပါတယ်နောက်တော့ဦးတန်းတိုင်းမှာမိသားစုဓမ္မဥစ္စာတဲ့ကြစကားပြောရရင်ဒီလိုဆိုပြီးပြောပါပါတယ်တော်တန်းရှိမှမိသူမိသားစုဓမ္မဥစ္စာတဲ့ကြစကားပြောရရင်ဒီလိုဆိုပြီးပြောပါပါတယ်ဘုရား
Maui bila fu the mau sa the ya sa ka la ya to ta du u to to ni kita semia masih usaha ta ngale ka tu तो वैसे मम्मी दूधी दास तो बहुत ज़्यादा नहीं क्या सेकंड फ्लोर में गए हैं लीज़ा सॉफ्ट ये सेकंड वाले का क्या शीला का क्या शी जनरल का भी गरीब का तो तारू ये नहीं क्या उतनी ना वायो ये नहीं ना मापुसा ना आलो सुबह सुबह ये जो है मापुसा आलो बावा नया संगाते का ना बना रहा सी या जागो उंगली मा दूल्हा नया है काव्या भी लंबी भी बात काव्या भी काव्या बा तारू Cara gaya dia. Jadi yang pertama sinyama lisan ada yang malam ke. Kalau ada untuk pertama sinyama pertama susu susah yang kita mahu sahalo sangat apa karena si aja susu mahu sahalo आजा शिद्दे कोरोनासी आजा फिर बादिया नवाब बुला आजा शिद्दे कोरोनासी आजा शारोगई कबेदा नकाबादिया शारोगला लुसी बोका यहाँ तो आजा लोगा बुला आजा शिद्दे कोरोनासी आजा फिर बोला हो वुजू शिबु कबेदा नकाबादिया उन्हें कसामे जिनाबी बार गया उसी मेरा रोकान या उसी यो दुनिया ने तभी को या किया ये कोई मासूम बाबू यो दुनिया ने गया उसी ये नहीं क्या मैं बाहर लगा रो गया उसी में माकान उसी का रो कुकॉम चैन दो तक आओ नहीं जैसे तभी को नकामा कुसुमा दो वो नहीं जैसे तभी को नबाती पावर है या में कुमू दोले नबाती बात तभी को है नबाती सिलो क्या रमानी नबावे नहीं नबातो सिलो क्या कनुशिया रो गाजी तो काजू नहीं जैसे ये बारे चलो तैयार बनी है या आलू को चलो एक आया या कानून सिया वो एक या चलो लोग इस वीडियो एक या वो भी माफी मार रहे हैं ना चलो तैयार बनी ना चलो सुबह वो भी माफी mana bahas macam kau ni selalunya kami berjaya kemalu sinya ni lepas bulan berjaya sinya macam demi sanjung di demo kita bercui creative boleh salah lusinya ni lepas dia berdiri buaya bosa lusinya alu saya lusinya tu dia biarlah ini secara nak lebih baik dia video其实不可以有的说要来把别。伊两位公爷，一般的这是哟，我路在西边呀，两位高路，路边位呀，边路。Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကိုဘုရေရသောအာနာကုသိုလ်သာဘိယသောသီလကုသိုလ်ဝါမြာယသောဘာဝနာကုသိုလ်သာမြာယသောဓမ္မသဝနာကုသိုလ်ဤသို့ပါမဲ့